အားလုံးပဲမင်္ဂလာပါကဘုံရဲ့ channel ကနေပြီးတော့မိတ်ဆွေတွေအားလုံးကိုလူထွေးစွာပြန်လည်ကြိုဆိုပါတယ်ကဲကျွန်တော်ရဲ့ချင်းမိတ်ဆွေတွေအားလုံးပဲတယောက်မကျန်မင်္ဂလာပါလို့နော်ကဲမျိုးတွေအားလုံးပဲနေတိုက်သမားတွေကတော့ဒီဘက်မှာကျွန်တော်တို့ဒီဘက်မှာကျွန်တော်တို့ဒါ20တကွက်ပဲမိသေးတယ်နေတိုက်သမားတွေနော်အဲ့တော့မီးရလည်းပြတ်နေတယ်ဗျမီးရလည်းပြတ်နေတော့ကျွန်တော်ဒါစိုက်ပြပြီးလို့တော့အစင်မပြေလို့ကျွန်တော် like လေးနဲ့ပဲလွှင့်ပေးလိုက်ပါဒီဗီဒီယိုဖိုင်လေးနဲ့ပဲတင်ပေးလိုက်ပါတယ်เนาะယုံကြည်တဲ့ကိုဒီမရတော့ယူဆော့ပေါ့เนาะမယုံကြည်တဲ့ကိုဒီမရတော့ကြော်သွားပါကဲမင်္ဂလာပါအဲ့တော့ဒီနေ့တနေ့ကိုကျွန်တော်တို့ဗုဒ္ဓဟူးနေ့တနေ့ကိုမှာเนาะမနက်ပိုင်းကကျွန်တော်တို့80ခွန်ညနေပိုင်းမှာကကျွန်တော်တို့83เนาะနေတဲ့သမားကြီးအတွက်ကတော့အစင်မပြေပေမဲ့ကျွန်တော်ရှိမှာဇာတုပတ်တိနဲ့မွေးခွက်ကိုယူထားတဲ့ကိုဒီမကြီးအားလုံးကကျွန်တော်တို့ပထမပတ်တိမှာကကျွန်တော်တို့9ပတ်တိเนาะကျွန်တော်တို့ဒါ9ပတ်တိနဲ့အောင်မြင်တယ်ဒုတိယကျွန်တော်တို့ဒါကျွန်တော်တို့10ပတ်တိတစ်ချိန်ထပ်ထုတ်ပြီးတယ်ပေါ့เนาะကျွန်တော်တို့ဒါဗုဒ္ဓဘူး3ရက်အတွင်းထဲမှာလည်းကျွန်တော်တို့ပတ်တိက2ချိန်ရှိသွားပြီပေါ့เนาะအဲ့တော့ကျွန်တော်တို့ဒါပတ်တိက10ပတ်တိနဲ့ကျွန်တော်နောက်ရက်တစ်ချိန်ထပ်ထုတ်ပြီးတာဒါကျွန်တော်တို့ဒါမွေးခွက်က80ခွန်ရယ်83ရယ်86ကဆိုတဲ့ကဏ္ဍ3ဘွက်ထဲမှာကျွန်တော်တို့ဒီနေ့ဗုဒ္ဓဟူးနေ့တနေ့ကုန်မှာ8ခွန်83ဆိုတဲ့ကဏ္ဍ2ကွက်ထွက်သွားပါပြီเนาะအဲ့တော့ကျွန်တော်ကိုရီမကြီးအားလုံးကအခုကျွန်တော်ပေးထားတဲ့10ပတ်သီးနဲ့ကျွန်တော်တို့မွေး86ကိုလုံးဝထပ်ပြီးတော့ရက်မယ်ကျွန်တော်တို့ကြာသာပတိတောက်ကြကိုထပ်မှန်ပြီးတော့ကျွန်တော်ပို့ပေးထားတဲ့ဇာတုပတ်သီးနဲ့မွေးကွက်ကလေးကိုထပ်ပြီးတော့လိုက်ပါเนาะတင်လိုက်ပါကျင်းသေးပေါက်ကိုကြာမှာပါเนาะကျင်းသေးပေါက်ကိုကြာမှာပါအဲ့တော့ကိုမိုင်းအားလုံးပဲကျွန်တော်ရှိမှာเนาะလူသစ်တွေရောလူဟောင်းတွေရောပေါ့เนาะနောက်ထပ်လူသစ်တွေလည်းထပ်ပြီးတော့ကျွန်တော်ရဲ့ဇာတုပတ်သီးကိုလိုချင်တယ်မွေးကွက်ကိုလည်းလိုချင်တယ်ပေါက်ချင်တယ်ဆိုရင်เนาะကျွန်တော်ရဲ့ဖုန်းနံပါတ် Viber KB ဝေပြီးဖုန်းနံပါတ်ကเนาะ3993 153 553ညအဲ့ဖုန်းနံပါတ်တစ်လုံးက KB ရှိတယ်ဝေဘေးရှိတယ် Viber ရှိတယ်ကက်ဆက်ကြီးကတော့ကျွန်တော်1000ခွက်ချက်ပါเนาะကဲဒီဘက်ကိုလည်းကျွန်တော်ပြီးခဲ့တဲ့အပတ်တွေထဲမှာကျွန်တော်တစ်ပတ်ကိုပတ်သီး2လုံး3လုံးเนาะအဲ့လောက်ထိကိုကျွန်တော်ပတ်တိုင်းပေးတယ်เนาะအဲ့တော့ကိုမိုင်းအားလုံးပဲဒီ1000ခွက်ချက်ကိုမမြင်မဲနဲ့เนาะသူများကကြီးလို့ပေါက်ချင်တယ်သူများကကြီးလို့ညက်ချင်တယ်ဆိုရင်เนาะကိုဖုန်းပြောပြတဲ့ဖုန်းနံပါတ်ကလေးကို KB ဝေပြီးတွဲပြီးရင် Viber ကိုပြေးတာပို့ပေးပါယုံကြည်တဲ့သူမှန်သမျှလာလို့ရပါတယ်လူသစ်တွေเนาะလူသစ်တွေအတွက်เนาะလူဟောင်းတွေကတော့ကျွန်တော်လူဟောင်းတွေကတော့ကျွန်တော်ကအခုလက်ရှိကဝင်ထားတဲ့ကိုယ်မကြီးเนาะဒီကြာတာပြီးတောက်ကြကိုထပ်မှန်ပြီးတော့ပေးထားတဲ့ကိုယ်မကြီးဝင်ပေးထားတဲ့ကိုယ်မကြီးကိုကျွန်တော်ကဏ္ဍလေးတွေကတော့ပို့ပေးပြီးနောက်ထပ်လိုချင်တယ်ပေါက်ချင်တယ်ဆိုရင်ကျွန်တော်တို့ဒီ2ရက်အတွင်းထဲမှာ share ပတ်သီးနဲ့ share မွေးကွက်เนาะ3ကွက်ကိုရှယ်မွေးကွက်ကကျွန်တော်3ခွက်ပေးမှကြာသာပေးတောက်ကြ2ရက်ကိုကျွန်တော်မွေးကွက်3ခွက်ပေးမယ်ပတ်သီးတစ်လုံးနဲ့တေချာရေရမှုရှိတဲ့ကျွန်တော်တို့ပတ်သီးတစ်လုံးထပ်မှန်ပေးမှဖြစ်ပါတယ်အဲ့တော့ခုနကကျွန်တော်ပေးတဲ့ဖုန်းနံပါတ်ကလေးကိုငွေလွှဲပြီးသွားလို့ရှိရင်ပြေးစာကို Viber ပို့ပေးတာပါရောက်တာနဲ့ကဏ္ဍလေးပို့ပေးပါမယ်เนาะကဲတော့ကျွန်တော်မိတ်ဆွေတွေအားလုံးပဲကျွန်တော်တို့မနက်ဖြန်เนาะ6ရက်8လ2026ကြာသာပတိနေ့အတွက်ဖြစ်ပါတယ်အဲ့တော့တခါတည်းရေးစရာမှတ်စရာလေးတွေအနားမှာတခါတည်းချထားပြီးမယ်เนาะအလွယ်တကူရေးလို့မှတ်လို့ရမယ့်ဟာလေးတွေတခါတည်းအနားမှာချထားပြီးပါနောက်တစ်ခုကကျွန်တော်မိတ်ဆွေတွေအားလုံးပဲကျွန်တော်အခုဒီဗီဒီယိုပိုင်းလေးလွှင့်ပြီးသွားလို့ရှိရင်ကျွန်တော် comment မှာကျွန်တော်ရဲ့ Viber channel link ချပေးမယ်ကျွန်တော်ရဲ့ account YouTube channel account link ချပေးမယ်အဲ့ channel နှစ်ခုကိုမိတ်ဆွေတွေအားလုံးပဲသွားပြီးတော့ဝင်ထားပေးပါYouTube channel ကိုလည်း subscribe မရသေးလို့ရှိရင် YouTube channel ကိုလည်းသွားပြီးတော့ subscribe နေပေးတာပါเนาะအဲ့တော့ဟုတ်ကဲ့ပါကျွန်တော်မိတ်ဆွေအားလုံးပဲမနက်ဖြန်ကျွန်တော်တို့ကြာသာပတိနေ့12နာရီတမီနေ့အတွက်မှာကျွန်တော်တို့ပတ်သီးက4ပတ်သီးနဲ့9ပတ်သီးပါ4-9ပတ်သီးပါเนาะအဲ့တော့4ပိုင်4ပတ်သီး9ပိုင်9ပတ်သီးကိုကိုကြိုက်နေသက်ရလုံးပိုင်ဝန်းချင်းကီးလေးတွေနဲ့ကတ်ထုတ်ပါเนาะကဲတော့မျိုးတွေအားလုံးပဲကျွန်တော်တို့ဒါ4နဲ့ဆိုရင်ဘာကဏ္ဍလေးတွေဖြစ်မလဲဆိုလို့ရှိရင်4နဲ့ဆိုရင်40တကွက်ရှိမယ်41တကွက်ရှိမယ်4ခွန်48ပါ40ရဲ့41ကဲ4ခွန်ရဲ့48ကဲ
เนาะ4နဲ့တင်ထိုးရမယ် main 4ကွက်ပါเนาะအဲ့တော့ကျွန်တော်တို့6နဲ့ဆိုရင်91က92က90ခွန်ရယ်98ကเนาะ6နဲ့ဆိုရင်91 92 9ခွန်98เนาะအဲ့ထဲမှာကျွန်တော်အကြိုက်ဆုံး main ကွက်ကเนาะကျွန်တော်အကြိုက်ဆုံး main ကွက်ဒီ4နဲ့ဆိုရင်41တကွက်ကောင်းပါ9နဲ့ဆိုရင်ကျွန်တော်တို့91ဒီတကွက်ကောင်းပါเนาะအဲ့တော့ကျွန်တော်နေ့တိုက်သမားကြီးဒီဘက်မှာကျွန်တော်တို့ဒါ3ရက်ပေါ့เนาะဒီကျင်းလာနေရတဲ့ဗုဒ္ဓဘူးဒီ3ရက်ပုံမှာကျွန်တော်တို့ဒါထိထိမိမိဆို20တကွက်ပဲရသေးတယ်အဲ့အတွက်เนาะကျွန်တော်ဒီကြာသာဘေးတောက်ကြကိုလည်းမိတ်ဆွေတွေအားလုံးကိုเนาะကိုရှုံးထားတဲ့ရှုံးကျွေးလေးတွေပြန်ရအောင်အကောင်းဆုံးစူးစမ်းရှာဖွေပေးပါမယ်เนาะအဲ့တော့ပုံပွင့်ပိုင်းအားလုံးမှာကျွန်တော်ရဲ့ဒီဗီဒီယိုပိုင်းလေးကိုအများသူငါမြင်အောင်အများသူငါတွေ့အောင်လို့အားလုံးတူတွေ့အောင်မကြံဝိုင်း share ပေးပါလက်မလေးနေပြီးသွားပါ channel ကို subscribe နေရသေးလို့ရှိရင် channel လေးကို subscribe နေပေးပါเนาะကဲအခုကျွန်တော်ပေးတဲ့ canal လေးတွေလည်း comment ကလေးမှာတစ်ခါတည်းချရေးသွားပေးပါအောင်เนาะကဲအားလုံးပဲဘိုင်ဘိုင်ပါအားလုံးကံကောင်းကြပါစေเนาะကဲအားလုံးဘိုင်ဘိုင်